မင်္ဂလာပါချစ်ပရိသတ်ကြီးခင်ဗျာနေ့စဉ်မိုးလေဝသသတင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ17ရက်စနေနေ့မနက်ခင်းပဲဖူပါတယ်မနက်9နာရီအချိန်မှာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေလက်တလောထုတ်ပြန်လိုက်တဲ့ရာသီဥတုအခြေအနေတွေကိုကျွန်တော်တင်ဆက်ပေးသွားမှာပါအခင်မထွက်ခင်ဒါမှမဟုတ်အလို့မစခင်လေးမှာဒီနေ့အထွတ်ရာသီဥတုကဘလို့ရှိမလဲဆိုတာအတူတူနားထောင်ကြည့်လိုက်ရအောင်ဗျာကဲအရင်ဆုံးမိုးရွာနိုင်ခြေရှိတဲ့အခြေအနေလေးကိုကြည့်ရအောင်ပါဒီနေ့မှာတော့ကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးရွာနိုင်ပြီးစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်မိုးရွာသွန်းမှုရာခိုင်နှုန်းက80%အထိရှိနေတာမို့ဒီဒေသမှာရှိတဲ့တငယ်ချင်းတွေအနေနဲ့ထီးနေတော့ဆောင်ထားဖို့လိုမယ်နော်ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့တိမ်အသင့်ပဲရှိနေမှာဖြစ်လို့တားရတဲ့နေလေးတစ်နေ့ဖြစ်နေမှာပါဒါပေမဲ့တတိထားရမယ့်အချက်တစ်ခုရှိပါတယ်။နောက်2ရက်အတွေ့ခက်မှန်းချက်အရဆိုရင်ကျွန်တော်တို့ရဲ့နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစစ်ကိုင်းတိုင်းနဲ့အေရဝတီတိုင်းဒေသကြီးတွေအပြင်ကရင်မွန်နဲ့ရှမ်းပြည်နယ်တို့မှာနေအပူချိန်တွေအနည်းငယ်တိုးလာနိုင်ပါတယ်။နှွေအပူချိန်ကတဖြည်းဖြည်းပိုပြင်းလာနိုင်တာမို့အပူဒဏ်ကိုတတိထားကြဖို့နဲ့ရေမများတောက်ကြဖို့အကြံပေးကြပါတယ်ဗျာ။အဓိကမြို့ကြီးတွေဖြစ်တဲ့နေပြည်တော်ရန်ကုန်နဲ့မန္တလေးတဝိုက်မှာတော့ဒီနေ့ညနေအထိတိမ်အသင့်ပဲရှိနေမှာပါပင်လယ်ပြင်ခီးသွားမဲ့မိဘဖီဒူတွေအတွက်ကတော့မြမကမ်းယူတန်းတစ်လျှောက်နဲ့ပင်လယ်ပြင်မှာလှိုင်းအနှဲငယ်ကနေအသင့်ပဲရှိပါမယ်လှိုင်းအမြင့်ကတော့4ပေကနေ6ပေခန့်အထိရှိနိုင်ကမို့တာမန်အခြေအနေလို့ပြောလို့ရပေမဲ့လည်းအမြဲတမ်းတော့ဂရုစိုက်ကြပါလို့မှာပါရစေဒီနေ့အထက်မိုးလီဝသသတင်းကတော့ဒါပါပဲခင်ဗျာနောက်ထပ်ထူးခြားတဲ့ရာသီဥတု update တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲအပူဒဏ်ကနေကင်းဝေးပြီးတာယာပျော်ရွှင်တဲ့စနေနေ့လေးဖြစ်ပါစေဗျာ